အချိန်ဆွဲတာကိုဘယ်လိုရက်မလဲဆိုတာအင်တာနက်မှာရှာကြည့်ဘူးတယ်မလားအများအားဖြင့်သူတို့ပြောမှာက motivation ဆိုတာအလကားပဲ self discipline ရှိဖို့ပဲလိုတယ်တေးသေးလေးကစလို့ပါရေများများတောက်ပါအသက်ပြင်းပြင်းရှူပါကိုချစ်ပါဟွာတကယ့်ကိုဘဝကြီးကိုချက်ချင်းပြောင်းလဲသွားစေတာပဲအဲ့ဒီလိုသာလွင်ရင်ကျွန်တော်တို့ခုချိန်မှာ Elon Musk ထက်တော့ကြော်တက်နေလောက်ပြီအခုတော့ခမားကဒီဗီဒီယိုကိုကြည့်ရင်းတော့တကယ်လို့ရမယ့်အလုပ်ကိုအချိန်ဆွဲနေတော့မှမဟုတ်လားတကယ်တော့အချိန်ဆွဲတာဟာစီးကမ်းမရှိလို့မဟုတ်ပါဘူးစိတ်ဖိစီးမှုကိုမကင်တွယ်တတ်လို့ပါဒီနေ့မှာတော့ကျွန်တော်တို့စက်ရုပ်တွေလိုအလုပ်လုပ်ဖို့မဟုတ်ပဲ stoic တွေရဲ့ ACT ငိမ့်တဲ့နီလန်းနဲ့အလုပ်ကိုဘယ်လိုပြီးအောင်လုပ်မလဲဆိုတာပြောပြသွားပါမယ်ပထမဦးဆုံးတစ်ခုရှင်းလင်းပြောထားချင်တာကခမားကစက်ရုပ်မဟုတ်ဘူး motivational speaker တွေပြောသလို24နာရီပတ်လုံး grind နေမှာပင်ပန်းပြီးတေကန်ကြီးဖြစ်နေမှာအောင်မြင်တာမဟုတ်ပါဘူးအဲ့ဒါကအောင်မြင်မှုမဟုတ်ဘူးအဲ့ဒါဆေးရုံရောက်ဖို့ပြင်ဆင်နေတာ stoic ဝါဒဆိုတာခံစားချက်မရှိတဲ့ကြောက်ရွံ့ဖြစ်ဖို့မဟုတ်ပါဘူးကိုမထိန်ချုံနိုင်တဲ့အရာကိုလွတ်ချပြီးကိုလုံနိုင်တာကိုပဲအေးအေးဆေးဆေးလုပ်ဖို့ပါအချိန်ဆွဲတာဟာပြီးပြည့်စုံခြင်းနဲ့စိတ် perfectionism ကြောင့်ဖြစ်တာများတယ်ငါလုပ်ရင်အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ဖိအားကခမားကိုဘာမှမလုပ်နိုင်အောင်လာပိတ်ထားတာပါ Stoicism မှာ memento mori ဆိုတဲ့ concept တစ်ခုရှိတယ်အဓိပ္ပာယ်ကတင်တနေ့တေးရမယ်ဆိုတာကိုသတိရပါတဲ့အေးပါနားထောင်ရတာနည်းနည်းတော့ dark ဖြစ်တာပေါ့ဒါပေမဲ့အမှန်တရားကတော့ခမားအချိန်ဆွဲနေတဲ့အကြောင်းရင်းကခမားမှာအချိန်တွေအများကြီးရှိသေးတယ်လို့ကိုညာနေလို့ပါ memento mori ဆိုတာမင်းတေးရမယ်လို့ချင်းချောက်နေတာမဟုတ်ဘူးမင်းမှာရှိတဲ့အချိန်ကတန်ဖိုးရှိတယ်လို့သတိပေးနေတာအချိန်ဆွဲနေတယ်ဆိုတာတကယ်တော့အနာဂတ်ကကိုနဲ့မဆိုင်တဲ့လူတစ်ယောက် future self စီကိုအလုပ်တွေပုံပေးလိုက်တာပဲအဲ့ဒီလူကခမားပဲလေခမားကခမားကိုပြန်ပြီးဒုက္ခပေးနေတာဒါကြောင့်အလုပ်တစ်ခုကိုစလုပ်ရမှာကြောက်နေတဲ့အခါဒါမှမဟုတ်ပြင်းနေတဲ့အခါတွေးကြည့်လိုက်ပါငါမှဒီအလုပ်ကိုလုပ်ခွင့်ရတဲ့အချိန်ရှိနေသေးတာကံကောင်းတာပဲဆိုပြီးတော့ပေါ့ just do it EECC လေးပဲလေစိုးရင်စိတ်တွေထက်လက်ရှိပစ္စုပန်ကပိုအရေးကြီးသွားတာပေါ့ဒါဆိုစိတ်အေးလက်အေးနဲ့အလုပ်တွေအကျိုးရှိအောင်ဘယ်လိုလုပ်မလဲနံပါတ်1ထိန်းချုပ်နိုင်တာကိုပဲအာရုံစိုက်ပါအလုပ်တစ်ခုကအောင်မြင်မလားသူများတွေသဘောကျပါမှာဆိုတာကျွန်တော်တို့လုံးဝထိန်းချုပ်လို့မရပါဘူးကိုတကယ်ပိုင်ဆိုင်တာကအခုပစ္စုပန်တဲ့မှာဒီအလုပ်ကိုပြီးမြောက်အောင်အားထုတ်နေတဲ့စူးစမ်းမှုပဲဖြစ်ပါတယ်ရလက်ကိုအသာဖယ်ထားပြီးလက်ရှိလှုပ်ဆောင်ချက်အပေါ်မှာပဲစိတ်နှစ်ထားလိုက်ပါနံပါတ်2အခက်အခဲကိုမိတ်ဆွေဖွဲ့ပါအလုပ်လုပ်ရတာပြင်းစရာကောင်းနေတာဟာစိတ်သက်မာကြောဖို့အခွင့်အရေးတစ်ခုပါပဲပြင်းနေပြီမဲ့လေငါဒါကိုဆက်လုပ်နေနိုင်တယ်ဆိုတဲ့ခံစားချက်ကတင့်ကိုပို့ပြီးကြန့်ခိုင်လာစေပါလိမ့်မယ်ပြင်းကြီးမှုကိုတွန်းလှန်မဲ့အစားလက်ခံပြီးအဖို့လုပ်ကြည့်လိုက်ပါနံပါတ်3ပြည်စုံနေဖို့ထက်အလုပ်ပြီးမြောက်ဖို့ကိုဦးစားပေးပါ stoic တယောက်ဟာအလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးမဲ့ပြီးစုံလုံးနေဖို့ perfectionism ကိုတော့ဆွဲလန်းမနေပါဘူးအရာရာတရားရာခိုင်နှုန်းပြည်စုံအောင်စောင့်နေမဲ့အစား90ရာခိုင်နှုန်းလောက်အတင်းဖြစ်တာနဲ့စတင်လိုက်ပါအလုပ်တစ်ခုစတင်လိုက်ခြင်းကသာအကောင်းဆုံးသော stoic အလေးခြင်းပါပဲအနှစ်ချုပ်ရရင်တော့အမြဲတမ်း productive ဖြစ်နေစရာမလိုပါဘူးတခါတလေဘာမှမလုပ်ပဲထိုင်နေတာကလည်းဘဝရဲ့အစိတ်အပိုင်းပဲဒါပေမဲ့အလုပ်လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်တော့အခုငါရှိနေတာဒီနေရာငါလုပ်ရမှာကဒီအလုပ်ဆိုတာကိုပဲသတိထားပါအောင်မြင်မှုဆိုတာပင်ပန်းနွမ်းနယ်နေတဲ့မျက်နှာကြီးနဲ့ရတာမျိုးမဟုတ်ပဲကိုယ်စိတ်ကိုနိုင်ပြီး EECC ပြီးမြောက်သွားတာမျိုးဖြစ်တင်ပါတယ်အခုလို content မျိုးတွေဆက်ကြည့်ချင်တယ်ဆိုရင်တော့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကဲအခုဒီဗီဒီယိုပြီးပြီဆိုတော့ဖုန်းချပြီးလှုပ်ရှားရှိတာတွားလို့တော့ဒါမှမဟုတ်လဲနောက်ထပ်ဗီဒီယိုတစ်ခုဆက်ကြည့်ရင်အချိန်ဆွဲနေအောင်ပါလားခမားရွေးချယ်မှုပါပဲဒီလိုမျိုးကိုယ့်ရဲ့ mindset ကိုပြောင်းလဲပြစ်နိုင်ပြီဆိုရင်တခြားသူတွေနဲ့ဆက်ဆံရေးမှာပါတိတာပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်ကိုယုံကြည်မှုရှိနဲ့သူတစ်ပါးနဲ့ဘလို့အဆင်ပြေအောင်ဆက်ဆံရမလဲဆိုတဲ့အကြောင်းတွေကိုစိတ်ဝင်စားရင်တော့ကျွန်တော်ရဲ့တခြားဗီဒီယိုတွေကိုလည်းဝင်ကြည့်ဖို့အကြံပေးချင်ပါတယ်အားလုံးပဲစိတ်အေးချမ်းကြပါစေ